သူပြောစမယ်ကျောင်းစာမှာတော့အဆိုတော်လို့ဆိုတော့ပိုကောင်းပါဘူးနဲ့โอเคမျိုးဒီအောင်လို့သားလေးဇော့ပါရခိုင် Fatherland YouTube channel ကနေပြီးတိခွက်ရှိတပုတ်ကြီးဖွင့်ပြပါမယ်နော်သူကဇာဝိထားတယ်ဆိုရင်စာမအသင်ပါဝါတအားကောင်းတယ်ရခိုင်တိခွက်လဲကျောင်းစာမထားဆိုတော့လို့ပိုကောင်းမို့လဲဟုတ်လားကြောင်လဲစာမစကေးစာပဲရှိတယ်ကြောင်လဲRight here.သူပြောစမယ်ကျောင်းစာမှာတော့အဆိုတော်လို့ဆိုတော့ပိုကောင်းပါဘူးနဲ့စာမတပြတ်မိုက်တယ်စာမဟုတ်တယ်စာမကျောင်းစာမမို့နဲ့ဆိုတော့လောပေါ့ဆိုတော့လောပါဝင်နေစာမနဲ့သူပြောစမယ်ကျောင်းစာမှာတော့အဆိုတော်လို့ဆိုပိုကောင်းပါဘူးနဲစာမကျေးတော်ပါရင်နဲ